အားလုံးပဲဒီပဲရင်ကစာတင်ကြောင်းကျောင်းသားလေးတွေအများစုပါဝင်တဲ့ဒီသိဆုံးမှုဖြစ်စဉ်ပေါ့နော်ပောက်ကွဲမှုဖြစ်စဉ်ဟိုအားလုံးပဲကြားပြီးထင်ပါတယ်ဆိုတော့ဒီကိစ္စကိုကျုပ်နည်းနည်းလေးပြောချင်တယ်ပေါ့ဗျာသတင်းတွေကြည့်မြင်ရတာတွေကတော့စိတ်မကောင်းစရာပေါ့စိတ်မကောင်းစရာပဲလို့ဆိုပေသည်ဒါကျောင်းသားတကယ်အစစ်မှန်တဲ့ကျောင်းသားလေးတွေအများစုပါသွားတယ်ဆိုရင်အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်အင်မတန်မှဝမ်းနည်းစရာကောင်းပါတယ်ဆိုတော့အခုဒီကိစ္စဖြစ်သွားတဲ့အချိန်မှာဒီ NUG ဘက်တော်သားတွေကလည်းစစ်တပ်ကလှုပ်တာပါစစ်တပ်ကြောင့်ဖြစ်တာပါဆိုပြီးတော့လက်ညှိုးထိုးတယ်ကိုသိခါတင်တယ်တစ်ဖက်ကိုအပုတ်ချတယ်ပေါ့ဗျာနော်ဒီဘက်ကလည်းစစ်တပ်ဘက်ကလည်းသတင်းသားနိုင်ငံပိုင်သတင်းသားတွေကနေထုတ်ပြန်တာကတော့သူတို့ဒီဘုံသွားစာတင်ကြောင်းတွေကိုဘုံသွားကြခြင်းမရှိဘူးစရှိတဲ့ဖြစ်ပေါ့နော်ဒီလိုမျိုးတွေညင်းနေပေါ့ဗျာဆိုတော့ဒီနေရာမှာပြောချင်တာဒီလိုမျိုးကိစ္စဖြစ်သွားတဲ့အနေအထားမှာဘသူကမှန်တယ်ဘသူကမှားတယ်ဘသူကရက်ဆက်တယ်ဘသူကမကောင်းမှုဆိုတာတဲ့တခုပေါ့နော်အဦးဆုံးပထမအဦးဆုံးပြောချင်တာကဒီလိုမျိုးကိစ္စတွေဖြစ်နေရခြင်းအကြောင်းကလက်နက်ကင်ပြီးတော့နိုင်ငံကိုပြုပြင်ပြောင်းလဲရေးလုပ်ဖို့ကြိုးစားနေကြတဲ့လူတွေမြန်မာပြည်မှာအရန်များလွန်းနေတဲ့ဟာဒီအဲ့ဒါပြဿနာပဲအဓိကပြဿနာကအဲ့ဒါတွေကြောင့်ဒီကလေးတွေဒီလိုမျိုးဖြစ်သွားတဲ့အကြောင်းအရာဒီလက်နက်ကင်လမ်းစဉ်တွေနဲ့မြန်မာနိုင်ငံရဲ့ပြည်ပြင်ပြောင်းလဲရေးကိုလုပ်ဖို့ကြိုးစားကြတဲ့ဟာဒီဒါကအဓိကပြဿနာပဲเนาะပြီးကြတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးပြောချင်တာပေါ့နော်ဒီ NUG ဘက်တော်သားတဲ့စစ်တပ်ကဘုံသွားကြတယ်ဟိုဘက်ကမကျေးပါဘူးပြောတယ်အကယ်၍ပေါ့နော်ဒါကျဲခဲ့သည်ရှိတော့စစ်တပ်ဘက်ကထားပါတော့เนาะတကယ်သွားကျဲခဲ့သည်ရှိတော့တေချာတာတခုကဒီចောင်းသားတွေစာတင်နေလို့စာတင်နေတဲ့ចောင်းသားတွေအတွက်ဆိုပြီးရည်ရွယ်ပြီးသွားချတာသွားကျဲတာမျိုးကတော့လုံးဝမဖြစ်နိုင်ဘူးเนาะဒါသူတို့သွားကျဲလားမကျဲဘူးလားဟိုဘက်ကလာကျဲပါတယ်ပြောတယ်ဆိုတာတွေကကျွတ်တို့မြင်ရတာလည်းမဟုတ်နှစ်ဖက်စလုံးကအပြိုင်အခိုင်အမာပြောနေကြတာဆိုတော့ဒါကြီးကိုကျွတ်တို့ကNUG ဘက်တော်သားကစစ်တပ်ဟုတ်မှာပေါ့ဒီဘက်ကလည်းဟိုကောင်နေသူတို့ဘာသာသူတို့ဘုံနေပါတွေကွဲတာလဲဒီမိုင်းနေပါတွေလုံရင်းနဲ့ကွဲသွားတာမျိုးလဲဖြစ်နိုင်တာပေါ့နော်ဆိုတော့မျိုးစုံပြောကြတာပေါ့လေအဲ့တော့အဓိကပြဿနာကဘာလဲဆိုတော့နော်သေချာတာစစ်တပ်ကနေပြီးတော့လာကျဲခဲ့သည်ရှိတော့တောင်မှကလေးတွေအတွက်ဆိုပြီးရွယ်လာကျဲတာမဟုတ်ဘူးဒီစာတင်ကြောင်းထဲမှာတက်ဆွဲထားတဲ့သူတွေနော်သို့မဟုတ်ဒီစာတင်ကြောင်းကိုအသုံးပြုပြီးတော့လက်နက်ထုတ်လုပ်ဖို့စီစဉ်နေကြတဲ့သူတွေစီမံနေကြတဲ့သူတွေနော်ဒါခင်ဗျားတို့အဲ့လိုလှုပ်ထားရင်းနဲ့မတော်တဆပေါက်ကွဲသွားတာမျိုး